မကွေးတိုင်းဒေသကြီးအတွင်းလာမည့်မေလ6ရက်နေ့များတွင်ဂံကောခရိုင်ပခုတ်ကူခရိုင်တရက်ခရိုင်နှင့်6ခရိုင်တို့တွင်မိုးအနှင်းငယ်မင်းဘူးခရိုင်မကွေးခရိုင်နှင့်တရက်ခရိုင်တို့တွင်မိုးအသင့်အတင့်ထစ်ချုံရွာပြီးမင်းဘူးခရိုင်မကွေးခရိုင်နှင့်တရက်ခရိုင်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်12ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးအသင့်အတင့်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ပဲခူးတိုင်းဒေသကြီးအတွင်းလာမည့်မေလ6ရက်နေ့များတွင်ပြည်ခရိုင်နတလင်းခရိုင်နှင့်တာယာဝတီခရိုင်တို့တွင်မိုးနှင်းငယ်မှအသင့်အတင့်ပဲခူးခရိုင်ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့တွင်မိုးအသင့်အတင့်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်12ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးအသင့်အတင့်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ပဲခူးတိုင်းဒေသကြီးအတွင်းလာမည့်မေလ6ရက်နေ့များတွင်ပြည်ခရိုင်နတလင်းခရိုင်နှင့်တာယာဝတီခရိုင်တို့တွင်မိုးနှင်းငယ်မှအသင့်အတင့်ပဲခူးခရိုင်ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့တွင်မိုးအသင့်အတင့်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်12ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးအသင့်အတင့်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်